အလုပ်နဲ့ပတ်သက်ပြီးညီလေးဗာများမေးစရာရှိသေးတယ်မင်းကိုစီလောက်ခလိုက်ပြီဟုတ်ပြီညီလေးအကြောင်းလေးကိုပြပြပါနောက်ဆေးပိုင်းနဲ့ပတ်သက်ပြီးတော့ HR ပိုင်းရောဒီတဲ့ marketing ပိုင်းနဲ့ပတ်သက်ပြီးဒီမှာ delivery တွေအများကြီးရှိရပေါ့ဟိုက10ရက်အောင်ခိုင်းတာဟုတ်ပြီနောက်ပြီးကိုတို့ကို product အကြောင်းကိုညီလေးဘယ်လောက်သိလဲသိတာပါပေါ့ဟိုကောင်မှာ product line ရှိခုရှိရယ် speaker မှာဆိုရင်တော့262ခုရှိရယ် wireless speaker မှာဆိုရင်တော့52ခုရှိရယ် A few moments later. power မှာဆိုရင်တော့283ခုရှိရယ်ပေါ့ဟိုအရင်ကညီလေးဘာလုပ်တွေလုပ်ဖို့လဲကျွန်တော်အလုပ်5ခုတော့လုပ်ဖို့ရယ် HR ပိုင်းရော digital marketing ပိုင်းရော One eternity later. digital marketing ပိုင်းရော management ပိုင်းပတ်သက်ပြီးအများကြီးလုပ်ဖို့ရယ်ပေါ့ Please get out of here ဟုတ်ပြီအကိုတို့အလုပ်နဲ့ပတ်သက်ပြီးညီလေးဗာများမေးစရာရှိသေးတယ်မေးကြတော့မရှိတော့ဘူး။ဒါအလုပ်ရရင်ကျွန်တော်ဖုန်းဆက်ပေးမှလာကြ။မင်းကိုစီလောက်ခလိုက်ပြီဟုတ်